ဒါလေးကတော့ခွဲလိုက်ပါပြီရေစိုက်ထားလို့မို့နှလုံးတစ်လုံးပေါင်းမဲ့အင်ဂျင်လေးတော်တော်လေးတော့တန်တယ်ဒါပေမဲ့သူကဘယ်လိုဖြစ်သွားလုံးဆိုတော့ကြည့်ကြည့်လိုက်ဒီမဲ့ဒီကောင်လည်းကောင်းတယ်ဒီကောင်လည်းကောင်းတယ်ဒီကောင်လည်းကောင်းတယ်ဒီကောင်ညတော့ဒီလိုဖြစ်သွားတာနံပါတ်1လို့1 2 3 4သူ့ရဲ့အဲ့ဒါလေးရှိသွားတာပေါ့ဒီမဲ့ဘယ်လောက်ထိရှိုးသွားတော့ပဲ့သွားတယ်ရေစိုက်တဲ့ကားတွေအဲ့ဒါတွေပဲကြောက်ရတယ်နှစ်ဖက်စလုံးပဲ့သွားတယ်သူ့နဲ့တော့ဒီလိုမျိုးလေးလာအောင်ပါဗျာအင်ဂျင်လေးကတော့တော်တော်တန်တယ်သူ့ပစ္စည်းလေးတွေခွဲလိုက်တာတော့ကားလည်းတန်တော့အင်ဂျင်လည်းတန်တယ်ဟိုတစ်လုံးနဲ့တော့မတူဘူးဟိုတစ်လုံးကတော့ကုန်ကောင်းတယ်သူကအင်ဂျင်ကပြောက်တော့ဘယ်ရင်ချမ်းတွေမပါတော့တာဒီကောင်ကျဘယ်ရင်ချမ်းမပါတော့တာဟိုကကျတော့ဘယ်ရင်ချမ်းတွေပါတယ်ကိုနဲ့တင်းကောက်တယ်ဒါဆိုတော့တစ်လုံးဒါသူ့ရဲ့ပစ္စည်းလေးတွေဒီကောင်ရဲ့အင်ဂျင်ရဲ့ပစ္စည်းလေးတွေဒီမှာပေါ့တော်တော်တန်တယ်ဟာကောင်ဟဲ့ရောဝန်းပြောင်းနေတန်ထဲမှာပါတာပေါ့ဟိုကောင်ကျတော့အင်ဂျင်ပြောက်လို့မကတိုင်းမှာနည်းနည်းလေးထိတော့တုံးမစုံတုံးလို့ရတာဟိုကပိုင်အင်ဂျင်မှာပိုင်လိုက်မကာလေးတွေနဲ့မိုက်တယ်မစိုးတော်တော်လေးတန်တယ်တတိယတစ်လုံးပေါင်းမှာဆိုတော့လုတ်ပြလိုက်ရတာပေါ့ဒီမဲ့ဟုတ်ခုတော့ပြီးသွားပြီခွဲပြီးသွားပြီညာမိုက်တယ်ဗျာပတ်လျှော့ပေါ့ဒီမားလေးဆိုဒီလိုပဲစမတ်တော့ကြပါတယ်ဒီကောင်ကကျတော့အင်းလက်ထဲရေဝင်လို့မို့ကတိုင်းမှာကောက်သွားတာဒီမဲ့နည်းနည်းကတိုင်းကတော့ကောက်တော့မကောက်ဘူးကတိုင်းမှာလာပြီးတော့အစင်းရလေးထင်တယ်ခုနှစ်တင်းကတော့ကောက်သွားတယ်သူကပစ္စလင်လည်းကွဲတယ်ဒီကောင်လေးကပြန်သုံးလို့ရတယ်ဆက်လက်သားလေးတွေပြန်ပြီးတော့သုံးလို့ရတာပေါ့ရေဆိုင်ထားတဲ့ကားလေးဆိုနှလုံးတစ်လုံးပေါင်းတဲ့ပစ္စည်းတွေအများကြီးပဲပြန်လောင်းတော့မှမီဆူမီစီအော်လန်ဒါလေးပါဗျကြိုးစားနေတော့မှမိဘပြည်သူတွေအကုန်လုံးကြည့်တဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ဆက်ပြီးတော့လည်းကြိုးစားနေပါတယ်